အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဘဝမှာမျှော်လင့်ထားသလိုမဖြစ်လာတဲ့အရာတွေကိုလူတိုင်းကြုံတွေ့ရတတ်ပါတယ်စူးစမ်းခဲ့ပေမဲ့မရခဲ့တဲ့အောင်မြင်မှုတွေစုပ်ကိုင်ထားခြင်းပေမဲ့လက်လွတ်ခဲ့ရတဲ့အရာတွေမျှော်လင့်ခဲ့ပေမဲ့အဆုံးသတ်မလာခဲ့တဲ့ဆက်ဆံရေးတွေလည်းရှိပါတယ်ဒါပေမဲ့ဖြစ်မလာခဲ့တာတိုင်းကရှုံးနေခြင်းမဟုတ်ပါဘူးတခါတလေဘဝကကိုယ့်အတွက်ပိုကောင်းတဲ့လမ်းတစ်ခုကိုပြင်ဆင်ပေးနေတတ်ပါသေးတယ်ဒီနေ့ဖက်ပြောင်မျှဝေပေးခြင်းနဲ့ဖြစ်မလာတာတွေဖြေပြောင်းနိုင်မှုဆိုတဲ့စာပိုင်လေးကလက်မလွတ်နိုင်သေးတဲ့ခံစားချက်တွေကိုတဖြည်းဖြည်းလက်လွတ်နိုင်မှုအတိတ်ကိုနူးညံ့စွာလက်ခံရင်မျှော်လင့်ချက်အသစ်တွေနဲ့ရှေ့ဆက်နိုင်မှုအတွေးခေါ်အားလေးတွေရရှိခံစားစေမှာပါအေးချမ်းစွာဒူဒူနားဆင်ပေးကြပါအောင်ရှင်ဘဝမှာလွဲသွားခဲ့တဲ့လူတွေလက်လွတ်လိုက်ရတဲ့အရာတွေအခွင့်အရေးတွေကိုဖြစ်ချင်တာတွေမဖြစ်လိုက်ရတဲ့အခါတွေဆိုတာအများကြီးပါပဲဒါတွေကိုလွမ်းဆွတ်တမ်းတာပြီးတတတာဖြစ်နေရင်တော့နောက်ထပ်ကိုအတွက်တကယ်ကောင်းတဲ့လူတွေအခွင့်အရေးတွေကိုဖြစ်ချင်တဲ့အရာတွေကိုချက်ပြီးလက်လွတ်ရှုံးရနိုင်ပါတယ်။ဒီယထာကမင်းရဲ့ဘူရာမှာမရက်ဘူးဆိုရင်မင်းစီရမင်းယထာမဟုတ်ပါဘူးတဲ့။ဒီတော့လက်မလွတ်ချင်တဲ့ကိုကမကြိုးစားရတော့ဘူးလားဆိုတာတော့မဟုတ်ပါဘူး။အပြည့်အဝကြိုးစားရမယ်တာဝန်ရှိပါတယ်။ဘယ်အရာမှလွယ်လင့်တကူမရရှိတတ်ပါဘူး။အချိန်တိုင်းတာတစ်ခုထိတော့လိုအပ်တာပေါ့။ဒါမှလည်းလက်လွတ်ခဲ့ရလို့ရှိရင်နောင်တတရားကကိုယ်စီမှမချင်ခဲ့ပဲပြန်တွေးလိုက်တိုင်းပြန်သတိရလိုက်တိုင်းကိုစူးစမ်းခဲ့တာပဲဖြစ်မလာတာဆိုတဲ့ကိုစိတ်ကျေနပ်မှုရရှိမှာပါဒီလိုမဟုတ်ပဲကိုအပြစ်တင်နေပြီးလက်လွတ်လိုက်ရတဲ့အရာတွေကိုပဲအာရုံစိုက်နေမယ် focus လုပ်နေမယ်ဆိုရင်နောက်ထပ်လာမယ့်အခွင့်အရေးတွေကိုမြင်မှာမဟုတ်တော့သလိုအခွင့်အလမ်းတစ်တွေအတွက်ကြိုးစားဖို့ကိုလည်းမေ့ပြောက်ပြီးဒီလိုပဲပထမဖြစ်ရအထင်မှာပဲတဝဲလေဖြစ်နေပါလိမ့်မယ်ဗုဒ္ဓရဲ့စကားနဲ့ပြောရင်တော့ကံမပါဘူးရေစက်မရှိဘူးပေါ့ဒီလောက်ပါပဲနောက်တစ်မျိုးပြောရရင်တော့စူးစမ်းခဲ့ရနဲ့မရခဲ့တဲ့အရာတွေစုံကျင်ရနဲ့လွဲခဲ့ရတဲ့လူတွေလှုပ်ချင်ရနဲ့လှုပ်ဖို့အခွင့်မသာခဲ့ရတာတွေဖြစ်ချင်ရနဲ့မဖြစ်ခဲ့ရတာတွေကတကယ်တော့ဝမ်းနည်းစရာမရှိပါဘူးတခါတလေကြတော့လေဘဝမှာမှားရွေးတဲ့ရွေးချယ်မှုတွေကြောင့်ပဲကိုရောက်တဲ့ရောက်ထိုက်တဲ့နေရာကိုစိုက်မြိုက်ရောက်လာတတ်ကြတယ်လူတိုင်းကခုနေရာမှာရောက်တင်ရောက်ထိုက်လို့ရှိထိုက်လို့ရောက်နေရှိနေကြတာကြီးပါပဲစုံတင်ဆုံထိုက်တဲ့သူတွေနဲ့တွေ့ဆုံဖို့လှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တွေကိုလုပ်ရဖို့ရောပေါ့ဒီတော့လွဲရတယ်ဆိုတာကခုနဲ့ကံမပါလို့ဆိုတာထက်တကယ်ကိုက်ညီတဲ့နေရာကိုရောက်ရဖို့ဖန်တီးလာခြင်းတစ်မျိုးပါပဲဒါကြောင့်ဘဝမှာတခါတလေယထာမှားစီမိရဲဆိုတာကလည်းကိုအမှန်တကယ်ရောက်တင်ရောက်ထိုက်တဲ့နေရာကိုပို့ဆောင်ပေးဖို့ဆိုတာပါပဲတဘောကဘဝမှာအမှားတွေလုပ်မိတဲ့အခါအမှားတွေကြုံလာရတဲ့အခါကိုကလည်းအဲ့ဒီနေရာမှာရက်မနေပဲပြုတ်ပြင်ပြောင်းလဲလို့တဲ့စိတ်နဲ့ဒီဖြစ်ရက်ကတင်ယူစရာရှိတာတွေကိုလေ့လာတင်ယူပြီးစူးစမ်းပြောင်းလဲလိုက်တဲ့အခါကိုဘဝရဲ့ right place ကိုရောက်လာတတ်ကြပါတယ်။ဒါကြောင့်ကိုလှုပ်เสียရရှိတာတွေစူးစမ်းเสียရရှိတာတွေပြင်လက်ရှိကိုနဲ့စုံတွေ့ရတဲ့သူတွေအတွက်ကိုတက်နိုင်သလားအကောင်းဆုံးနေဆောင်ရွက်နိုင်ဖို့နဲ့ကိုတည်တည်ချာချာစောင့်ဂရုစိုက်တတ်ဖို့ပဲလိုပါတယ်။ဒီလောက်ဆိုရင်ကိုဆုံကျင်တဲ့သူတွေနဲ့မဆုံရရင်ပဲဖြစ်ဖြစ်ကိုမဆုံကျင်တဲ့သူတွေနဲ့ဆုံရရင်ပဲဖြစ်ဖြစ်ကိုမမျှော်လင့်ထားတာတွေဖြစ်လာတဲ့အခါကိုယ့်ဘက်ကထားရမယ့်စိတ်ထားလေးတွေနဲ့ဖြစ်နိုင်တဲ့သဘောတရားလေးတွေကိုသိရှိနားလည်သွားပြီလို့ထင်ပါတယ်။ဖြစ်ချင်တာတွေနဲ့ဖြစ်လာတာတွေအနည်းဆက်ဆုံးတူညီနိုင်ကြပါစေရှင်။ဒီနေ့စာပိုင်းလေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါရှင်။ဒီစာဖတ်ချိန်လေးတွေကိုတူကုံဆုံးပေးကြတဲ့တယောက်ချင်းစီတိုင်းကိုတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့နားဆင်ပေးခဲ့တဲ့မိတ်ဆွေအားလုံးဖြစ်မလာခဲ့တဲ့အရာတွေကြောင့်ကိုယ်နှလုံးသားကိုအကြာကြီးမပင်ပန်းစေပဲတဖြည်းဖြည်းလက်လွတ်တဲ့တတိကိုပိုင်ဆိုင်နိုင်ပါစေ။ပြီးဆုံးသွားတဲ့အရာတွေအတွက်နောင်တရမနေပဲရှေ့မှာဆောက်နေတဲ့အခွင့်အရေးတွေကိုအပြုံးနဲ့ကြိုးဆိုနိုင်ပါစေ။နောက်ထပ်အတွေ့အကြုံတရားရရှိမဲ့စာပိုင်လေးတွေကိုဆက်လက်မျှဝေဖတ်ပြပေးမှာဖြစ်လို့ပြန်လည်ဆုံတွေ့ကြပါအောင်ဆိုနော်။နှလုံးသားထဲမှာမျောလင့်ချက်တွေတစ်ဖန်ပြန်လည်ပွင့်လန်းလာပြီးစိတ်အေးချမ်းမှုယုံကြည်မှုနဲ့ပျော်ရွှင်မှုတွေပြေဝတဲ့နေ့ရက်လေးတွေကိုအမြဲပိုင်ဆိုင်နိုင်ကြပါစေရှင်။ဒီတစ်နေ့မှာကိုမျှော်လင့်ထားတာတွေဖြစ်လာနိုင်တယ်လို့မမျှော်လင့်ထားတာတွေလည်းဖြစ်လာနိုင်တယ်။ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေဒီငြိမ်တဲ့စိတ်နဲ့ကြော်ဖြတ်နိုင်ကြပါစေရှင်။ပျော်ရွှင်တဲ့နေ့လေးပိုင်ဆိုင်ကြပါစေ။